ပရန်လေးမှာစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်လေးစီစဉ်ထားပါတယ်လိုက်ကြည့်ကြနော်မနက်စာ breakfast ကိုတော့စားနေကြအတိုင်း classic cafe မှာစားဖြစ်ပါတယ်ချောင်းသာလမ်းလေးကတော့အရန်ကောင်းတဲ့လမ်းလေးဖြစ်ပါတယ်Hill Garden Hotel လေး welcome drink တိုက်တာပါတောင်းဆောင်ပါဦးရှင်တောင်းဆောင်ပါဦးရှင်ချောင်းသာမျိုးရဲ့အထက်နားလေးမှာရှိရဲ hotel လေးဖြစ်ပါတယ်တောင်ကုန်းလေးမှာရှိရဲဆိုတော့အေးစင်ဆန်လေးနဲ့အလောမျိုးရောက်နေတဲ့ vibe လေးခံစားရပါတယ်ဒီဝါဘန်လိုလေးရဲ့ random ကနေပြီးတော့ဟိုဘက်မှာရှိရဲ့ပင်လယ်ကြီးကိုလှမ်းပြီးတော့မြင်ရပါတယ်ဒီနေ့ tea time မှာတော့အချိုရည်နဲ့ဒီခိုင်မုတ်တီအိုက်ပါတယ်ခြံထဲမှာဟင်းသီးတွေအများကြီးရှိပါတယ်။ဟင်းသီးတွေခူးစားလို့ရပါတယ်။ဟဲ့မရအောင်အမေနော်။ဒီဟိုမှာဒီပြည့်နေတယ်ပြည့်ရတယ်။အမေလည်းမနေဘူး။အမေဟုတ်ရ။ခြံထဲကဇီးသီးပင်မှာလည်းဇီးသီးတွေထွေစားခဲ့ပါသေးတယ်။ဇီးသီးတွေကြလာပြီ။ဇီးတွေ organic ဟုတ်လားအစိမ်းနဲ့ချိုးရအစိမ်းနဲ့ချိုးရလိုက်ခုကဲအမိုင်းဒီမှာခဏနေဦးလေနောက်နေဆိုမရှောင်းလာတယ်မမြင်ရဘူးခဏနေအဲ့တိုင်းပဲနေโอเคရပြီဟိုတရားနေကန်းချီကိုလမ်းလျှောက်တော့ဖြစ်ပါတယ်ဒီနေရာလေးကတော့ပင်လယ်ခွေးဖြစ်တဲ့ခါမှာကျတော့ဒီဘူးလိုကောင်းတဲ့နေရာလေးဖြစ်ပြီးတော့ဟိုဘက်တစ်ချမ်းမှာတော့တောက်ဆောင်လေးရှိတဲ့အတွက်ကြောင့်မလို့လက်ပုံရိုက်လို့တောင်းတဲ့နေရာလေးဖြစ်ပါတယ်ကျမတို့ခုဒီနေ့တော့ဆက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီ hotel restaurant မှာဆက်ပါပါဒီကအားစားပါအောင်ဘယ်လေးမှာထိုင်ပြီးတော့မှအေးချမ်းချမ်းနေညှိခံလို့ရပါတယ်အခုမနေ့ဆော့ဆော့ချောင်းတန်စီကိုတော့မှဖြစ်ပါတယ်။ဒါကတော့ကျမတို့တဲ့ Hill Garden Hotel ဖြစ်ပါတယ်။ဒီဘက်ကနေဆက်လျှောက်သွားရင်ကမ်းခြေကိုရောက်ပါတယ်။ Hotel ဝင်းထဲမှာရှိတဲ့ organic farm ဖြစ်ပါတယ်။
ချောင်းသာဈေးမှာတော့အသားအငါးဟင်းသီးဟင်းရွက်နဲ့ပင်လယ်စာစုံကိုဈေးတက်တန်လေးနဲ့ရတဲ့နေရာလေးဖြစ်ပါတယ်ရိတ်ခါရေးဝယ်ခဲ့ပါတယ်စားဖို့တောက်ဖို့ဒီဟိုတယ်ဝင်းကအကျယ်ကြီးနဲ့တထုံရိုက်လို့ကောင်းတဲ့နေရာအများကြီးရှိပါတယ်မနက်စောစောဒီလိုတန်းစီရတဲ့အရာကလည်းအရင်မိုက်တယ်ကဲဒီလိုတော့ကြည့်ကြမယ်ဒီအများကြီးပါပဲဒီဟိုတယ်မှာတော့တဘာဝဆဆာသီးတွေပေါက်နေပြီးတော့အသီးတွေလည်းခူးလို့ရပါတယ်အသီးတွေတော့ခူးကြမယ် ခုလိုက်အလို ရွေးကြအဆုံးနဲ့ ဒီနဲ့လေဖွေးနေတာပဲ ဟေးကြီးရရွေးလို့ဟုတ်လား တတိကိုရှေ့တိုးလိုက်တတိကိုခူးနေပါတယ် အဲ့တွဲလိုက်ကြီးဖြုတ်ချလိုက် ဒီနှလုံးကိုကြည့်ပါကျော်ခမ်းမလာလေးတိုင်းခူးပြီးပါပြီခူးခွဲစားပါမယ်ဒီမှာဈေးရလက်ဆောင်ပေးလိုက်တဲ့ငပူလေးနဲ့စားကြည့်ပါမယ်ဘိုက်ကိုလား ဆန်နဲ့ကပြက်တီးခူးပြီးတော့မှညင်ကပိတောင်နဲ့တိုးစာအရန်ကောင်းပါတယ် သမင်းစားဆောင်နဲ့ရေဦးခံရှိတဲ့နေရာကိုတော့ဒီလမ်းလေးတိုင်းသွားရပါတယ်အပေါ်ရောက်ရင်တော့ဒီလိုဝါပန့်ကလေးအများကြီးရှိပါတယ်ဒီကနေကျွန်တော်တို့ဆက်သွားပါမယ်Relax bank လို့မှနေတဲ့ခါမှာကျတော့ရေကူးတဲ့ခါမှာကျတော့ရေကူးကန်ဒီပေါ်မှာရှိရောတောင်ကုန်းလေးပေါ်မှာတက်ပြီးတော့မှရေကူးကန်မှာရေကူးကြပါတယ်။အခုဒီနေ့စားပြီးပြီဆိုတော့ကျွန်တော်ဟိုတယ်ဝင်းထဲမှာလမ်းလျှောက်လိုက်ပါဦးမယ်။ Landscaping ကောင်းတယ်နော်။ဒီဟိုတယ်ဝင်းထဲမှာတော့ဒီလိုရေကန်လေး၃ခုရှိပါတယ်။ဆက်နေတယ်ဆိုရင်တော့ဒီဟိုတယ်လေးကတော့ the best price ပါရနော်။အော်မတငယ်ချင်းတွေသိမရပါမိုက်ဘာလုပ်နေလဲ 是ဟိုတယ်ကနေကန်ချီကိုလမ်းလျှောက်တော့ဖြစ်ပါတယ်3မိနစ်လောက်လမ်းရှောင်းတော့လမ်းချစ်ကိုရောက်ပါပြီနော် ချောင်းသာဈေးရောက်ပါပြီဒီနေ့ညမှာဖတ်တရားပစ္စည်းလက်ဆောင်လာဝင်နေတာပါဘ
ပစုံကြောက်တွေအများကြီးရှိရဲ့အထဲကမှတစ်ခေါက်2000နဲ့ပစုံကြောက်ကိုလည်းမြည်ဆန်းကြည့်ခဲ့ပါသေးတယ်မနဲ့စောကြီးထပြီးတော့ပင်ကျွေတရက်တီးရေကောက်နေတာပါကျမတို့အားရပါရ level 7တောင်မြဲ